ချက်တန်နဲ့ညီတေရွာလုံးစနီကွာတို့စီစီစွန်းနာချရအလောက်ခွင်ကိုစင်ရအိုးကွက်တမ်းများစီညာညာတေရွာလုံးငါလဲစင်နေဖြစ်ကြပြန်ရွာကြောင်းငါကျေးဇူးလားတတော်လုံးအိမ်ညာဒါရစွာထွက်လို့လာပြန်
စီတော့ကောင်းမြတ်သောအခါတော်ကောင်းမြတ်သောမင်္ဂလာခါတော်တရားဟောတရားနာကုသိုလ်ဟာတဏှာခရီးတွေ့ကျုပ်ပေးမှာအေးတောင်းမှသူတော်စင်များတို့ဤဓမ္မတပည့်စင်ရာတရားနာကြရပါလောကရသုံးဝင်ပုံအစိမ်းရှိတော်ဟောကြားမြတ်ဓမ္မတပည့်နာပြုကြပါကောင်းကျိုးချမ်းသာရကြမှာကြည်လင်ဝမ်းသာအထုပါတရားဟောတရားနာကုသိုလ်ဟာတန်တရာခရီးတွေ့ကျုပ်ပေးမှာအေးတောင်းမှသူတော်စင်များတို့ဤဓမ္မတပည့်စင်ရာတရားနာကြရပါရှိခိုင်ဝိညာဉ်ထားပါသစ္စာလေးပါမြတ်တရားကိုပိုင်းခြားထည်တယ်လက်တော်လာပြီးတော့တည်ရင်ကြီးဘဝလိုက်ပြီးတာပြီးရုပ်တည်ရုပ်တည်ဒါလိုကြီးပါလို့ဆိုဘယ်လိုကြီးပါဘယ်နာအောင်ကြီးတောင်းလိုက်ကြီးကိုတည်ထောင်ခြင်းတရေတော်တာရာပြီးတော်မူခြင်း
25နှစ်ဒီဝေယူခန္ဓာစီစဉ်များဖြစ်ပါလေဗျာဆရာတော်ကဒီတာလာပြုပြီးတော့ဒီလိုမျိုးချင်းကြောင်းနေပါခြင်း25နှစ်ဒီဝေယူခန္ဓာစီစဉ်များကိုဖျားပြီးတော့မှဝိသေစာပြောထားတယ်ဗျာစီစဉ်ပြီးတာကိုယ်ရဲ့ခန္ဓာကိုနမောတတ္တဒုံကြီးတန်ပြန်လို့ဆိုဘုရားပူဇော်ပြီးဒီကလာရှိစွာပြုတော်မှာဖြစ်ပါလေဗျာစီစဉ်ပြီးတာဒီကိုကြီးကတာဏိဘုကကျောင်းနိုင်ဆရာတော်ဥစ္စာတော်ကရှင်သူရထံကလူပိတာဘောတော်ကအာမတိကခံစောရမှာဖြစ်ပါလေဗျာစီစဉ်တော်ရကြောက်တော်လည်းကတော့ဒါရရှိရလို့မှာမိတ္တတို့ဘီဗျာချင်းကြီးပြလိုက်ရဖြစ်ပါလေဗျာစီစဉ်လို့ရဝိသုခန္ဓာစီစဉ်မှာမာဒီမုတ်ရှိရဖြစ်တော့မလကုကြီးကိုကြီးဘုရားဝေတော်ရင်းဒီလာစုကြီးကောဘရာလူကြီးတွေဗျာကြီးတော်ဒီကတော့အားလုံးကဆရာတော်ဘုရားများအားတာဝနာပြုတော်လာကြတို့ကြီးဆော်ရနေရတယ်စိတ်ပစ္စည်းအားဒီတော်ကိုတော့ဘာမှပြပြုတဲ့ဆက်တဲ့ဖြစ်ပါလေဗျာစီစဉ်ကားရတော်ရင်းကြီးကိုကိုတော်တော်မှာယေနာအောင်တော်တဲ့ကိုဒီထောင်တော်ဆရာတော်အိုးရပြီးဒီလိုကတိအချင်းကိုရုပ်ကပူဇော်အောင်ဖြစ်ပါလေဗျာစီစဉ်6ရာတော်ရင်းကြီးမှာတပါးကြီးဥပ္ပေမှာဝါကျော်စကားပြောတဲ့ဖြစ်ပါလေဗျာစီစဉ်ခေါ်ရဒီလိုတာကြီးကစိတ်ဓာတ်ကိုကြောင်းလိုက်ဆရာတော်ဥပ္ပစေအရှင်ဘုရားမှာလူတော်တရားဗျာဒီစိတ်ချဗျာရှိပြီးပြည့်ထုတ်တယ်ဗျာစီစဉ်ရှိရာဝိပုခန္ဓာစီစဉ်ကိုဘုရားတရားစီစဉ်တဲ့တုံးကြီးတရားကိုဆိုပြီးပါဝေခန္ဓာကိုဒီလိုရှိစွာယုံကြည်သွားမှာဆိုတယ်ဗျာစီစဉ်ရှိခုရှိပါလေဗျာတို့ဒီပါရင်စီစဉ်ပြရာဝိပုခန္ဓာစီစဉ်ကိုသာဝိတော်တရနေ့နဘွေရဒေလာရင်မျိုးသိတို့နဲ့သာတော်မင်းကြီးပါအောင်ဆိုမရဘုံကြောင့်တည်းဒီအောင်ရ25နှစ်ပြည့်မွေရတုမင်္ဂလာဘုမင်္ဂလာဝါကြောင့်မြေပြေရောက်တဲ့တော်တော်မူကားကြောင့်ဘုရားဓမ္မတော်ရှင်မြတ်တို့ကဘုရားတော်တော်သောလေးဝေဘုံဝေဘုံနဲ့အာရတော်ဝေဘောစုတော်ရရတို့တဲ့စက္ကန့်တို့ကျွေလူတန်းကြောင့်ဖြစ်သောတာတိကဒါနကမောသာကောမှုတို့ကစေနာတရဏဂုဏဝါရဝါတို့ဒီရရဲ့ဉာဏ်နဲ့သုံးသောဒီရတော်ငါးပါးသောဒီရတော်နဲ့တို့ဝိဉ္ဇသုံးခါယူသောကြောင့်ဖြစ်သောသီလသမာဓိကမောသာကောမှုတို့ကစေနာဘုရားကိုတရားကိုယ်တော်ကိုယ်တော်ကဘာမှတတ်တဲ့အပြည့်စင်ကြင်ပွားများထုတ်တော်ဖြစ်သောဝိပဿနာဘာဝနာများကောင်းမှုတို့ကစေနာဤသောယယနန္ဒသောသောတော်ကိုယ်တော်ကစေနာတို့၏အကျိုးအားကြောင့်ဒွေချာသာပြပိနာပိကိဝေရှောင်းပါဉာဏ်မမသရဏသာရပိကိယာတိဘုဒ္ဓသုကောသူများ၏တပါဘေညာသာလူလာလောစေဩအောင်ဘုံကကြီးမာခြင်းဘုဒ္ဓသုကောသူများ၏တပါဗလာသာရဗလာညာဗလာဘုရားဗလာမိယဗလာသာရဗလာဒီဘုဒ္ဓဗလာငါးပါးတို့၏ပြည့်စုံခြင်းဘုဒ္ဓသုကောသူများ၏တပါယာသောသာညာယံပရိသဘောညာခြင်းဘုဒ္ဓသုကောသူများ၏တပါဒေသာသာဘုရားဘုအာရုဘောကြီးမာခြင်းဘုဒ္ဓသုကောသူများ၏တပါဒီကိုသုကောသူများမောရတဲ့ဘဝစတိုင်းပြည့်စုံရဘုရားလည်းပြည့်အာယောနာလူကဗလာပရိပါဏာဒီလိုဝတ္တခြင်းခြင်းအစဉ်လာခြင်းသံသာများခြင်းဘဝဗလာကြီးမာခြင်းဇဂကြာကြီးမာခြင်းဘုရားဘုအာရုဘောကြီးမယသီတော်သီသေဥဒ္ဒါတို့ကိုရရှိခြင်းရရှိပြီးတော့သီသေဥဒ္ဒါတို့သည်ယေတိမေကိုတုအရှင်မတတော်သူဆိုသောယံတော်ငါးပါးမပြည့်စုံနိုင်ခြင်းသူရဝိဒ္ဓဘောတရားခြင်းအနာယောဂဝိကျေသဤသောကောင်းရောရသာကျတိမြင်သာပြန်ပြန်တို့တဲ့တကွာအာရကဓမ္မရောဒါနဓမ္မရောတေယနာမိတ်ဓမ္မရောသမတိမိဒဓမ္မရောဆိုသောလောကီဓမ္မရော၄ပါးဒါဓမ္မရောသီလဓမ္မရောသာဂဓမ္မရောပညာဓမ္မရောဆိုသောလောကုတ္တရာဓမ္မရောတရား၄ပါးတို့ကိုသိဉာဏ်နဲ့ပြည့်တဲ့ကျုပ်ပွားများအားထုတ်နိုင်ကြဘုရား
ရလွယ်ရောက်လွယ်မျက်မှောက်ပြုလွယ်နိုင်ကြသည်ဖြစ်စေ ရဲ့ငြိပါသည်ဗျာ အမန္တိဣဒရေနသာသေသတိလံဓမ္မယာသာမိဒုက္ခကတဝါဣလဒေတာဒေဝန္တိဒုတိယမိအမန္တိဣဒရေနသာသေသတိလံဓမ္မယာသာမိဒုက္ခကတဝါဧဝံတေသတိယံမိအာဘံတေတရဏေနသာသေသတိလံဓမ္မယာသာမိဒုက္ခကတဝါဣလံဒေတာဧဝံတေယမဝဒာမိလံဝဒေတာ အမပါရီပါရှင်ဗျာ နမောတသဗုဒ္ဓဝါဒောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တ ဗုဒ္ဓံသရဏံသစ္စာမိဓမ္မံသရဏံသစ္စာမိသံဃံသရဏံသစ္စာမိဗုဒ္ဓံသရဏံသစ္စာမိဓမ္မံသရဏံသစ္စာမိသံဃံသရဏံသစ္စာမိဒုတိယမိဗုဒ္ဓံသရဏံသစ္စာမိဒုတိယမိဓမ္မံသရဏံသစ္စာမိဒုတိယမိသံဃံသရဏံသစ္စာမိဒုတိယမိဗုဒ္ဓံသရဏံသစ္စာမိဒုတိယမိဓမ္မံသရဏံသစ္စာမိဒုတိယမိသံဃံသရဏံသစ္စာမိတတိယမိဗုဒ္ဓံသရဏံသစ္စာမိတတိယမိဓမ္မံသရဏံသစ္စာမိတတိယမိသံဃံသရဏံသစ္စာမိတတိယမိဗုဒ္ဓံသရဏံသစ္စာမိတတိယမိဓမ္မံသရဏံသစ္စာတတိယမိသံဃံသရဏံသစ္စာမိသရဏဓမ္မနံဝိဘုံနံ အမပါရီပါရှင်ဗျာ ဘာနာတိပါဒာဝေရမဏိတေကာဗဒံသမာရိယာမိဘာနာတိပါဒာဝေရမဏိတေကာဗဒံသမာရိယာမိအာဒိနာဒါနာဝေရမဏိတေကာဗဒံသမာရိယာမိအာဒိနာဒါနာဝေရမဏိတေကာဗဒံသမာရိယာမိအာမေတုဒိသသာနာဝေရမဏိတေကာဗဒံသမာရိယာမိအာမေတုဒိသသာနာဝေရမဏိတေကာဗဒံသမာရိယာမိဘုဒ္ဓဝါဒာဝေရမဏိတေကာဗဒံသမာရိယာမိဘုဒ္ဓဝါဒာဝေရမဏိတေကာဗဒံသမာရိယာမိသုရမေရယမေသဗမာဒဒါနာဝေရမဏိတေကာဗဒံသမာရိယာမိဣဒံမေဘုံညာနိဗ္ဗာနတာဝိစယောဟောတုဝေဒရိရောတိဣဒံဘုံညာဤသောမူသည် သမဏမိဓမ္မစာဝိဒိဋ္ဌတောဘုရားတော်ဘုရားတော်တန်ခါတော်ယတဝိဝိဒ္ဓတော်ကာရာဘဝတုတ္တမင်္ဂလာတော်ကာရာတတိယယောဆက်ရှိတော်နဂရာဣဒ္ဓရှိတာချင်းမိကုဏတော်ဘုရားရဲ့ဘုရားကြီးတော်မှာလာရမဏအာရုံကိုစားယုတိစွာတေယတော်ဝနာတိရှိတော်ဘုရားကမ္မန္တာသစ္စာနာယုတိဝတ္တကိစ္စယုတိဝေဒနာ သမ္မာယေဟာသတ္တသုဝေတုတေတောဩတ္တသမ္မာဘုရားသာယောယံသတ္တနာသမ္မာဘုရားသာယောယံသတ္တနာသမ္မာဘုရားသာယောယံသတ္တနာနမောတတ္တဗုဒ္ဓဝါဒောရာဇောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဗုဒ္ဓဝါဒောရာဇောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဗုဒ္ဓဝါဒောရာဇောသမ္မာသမ္ဗုဒ္ဓတ္တ ယထာလူဘဝတုယထာဇီဝတ္တတိဣဒနာမနိဇိဝါယောသတောတိဒီဝမာတတိတောဒုက္ခဒုက္ခဘုဒ္ဓသာအာဂါမိစိနပတ္တိဒီဝမာယိဘုဒ္ဓပိရာပရိယံသံဃာမဟိတေယယမထဘုဒ္ဓလေယာယတ္တသဗ္ဗတိပိသာတကောဘောသုသတ္တောသုသတ္တဝေသောသတ္တဘုဒ္ဓရာတိနေမနိနန္ဒာဘုရားသာသနာ့သာသနာ့ဘေသောသာသနာ့ဒီဝမဘုရားအဲဒီဒီဝသာနေသောသာဘာကံဘုလေသာဘုရားကံဒီသောနာသဘောနာသာတိကိစီယဝိတုပရိဥပဝိယောဒုက္ခ
ုတိတဝါဝိမေဟောတုသာရတဘုဒ္ဓတုတိတတာဧကေစီခန္ဓာဘုရားတိတဝါထာဝရဝနာဝတ္တာဒီဝါယုဝကနာတမေစုဝတ္တကာနိဗ္ဗာန်ဘုရားဘုရားတေဝါဣတ္တယေဝတိဝေဒာနိယောဝုတိဘုရားဝတ္တဒီမာတဝတ္တဘုဒ္ဓတုတိတတာသာတတမေယုဘုရားယာတိဒီတယတစီလာကိစီသာတတယာမိယာတိယတိယတိယဘတ်တကဝိစီယသာတယတတိယဘုရားမယုကာယကဘုရားမလောတေသမဏမိဓမ္မစာမီဣတ္တတောဘုရားတော်ဘုရားတော်တန်ခါတော်ယတဝိဝိတ္တတော်ကာသာဘဝတုတ္တမိဂါတော်ကာသာတတိယယောသရှိတော်နဂရာဣတ္တရှိသာချင်းမိကုဏတော်ဘုရားရဲ့ဘုရားပြီးတော်မှာလာရမဏအာရုံကိုစားယုတိစွာဒီလိုချဝနာတိရှိတော်ဘုရားသမဏလာသစ္စာဝါယဒီဝါဒရာဣသံယုတိဝေဒနာ နာတော်လာစံချောင်းရ
ခင်ကြည်လို့မှပြီးတော့ဘာနေမှာတော့တာရတာတူဖြစ်ပါတယ်ဗျာဆရာဒီရှင်ရဲ့ဒီမွေးချင်းခလုံးနဲ့မှာဒီစမမြောက်တာရတာဖြစ်ပါတယ်ဗျာဒါတော့ရလေးလည်းဘယ်လိုလုပ်နေဘုရားတော်ကြည်တယ်ဦးကျော်တော်တော်ဝိကေဝိသားစုကပြီးတော့ရှင်ပြုလူမှာပထမအဖြစ်တာမဏေဖြစ်ခဲ့ပြီဖြစ်ပါတယ်။ဒါတော့ရအောင်လည်းနောက်ခုနေတရားသနာ့ပြည်တော်နေတဲ့နေမှာကြာရောက်ဆရာဘုဒ္ဓမဂ္ဂရဲ့အခါမှာဒုတိယအချိန်မြောက်ရှင်သာမဏေဖြစ်ပြီးပြရှိခဲ့ပါတယ်ဗျာ။ဆရာတော်ရှင်ရဲ့ဒီ1350တဲ့6ခုနှစ်နေရောလာဆက်ရှိပြီမှာဘုရားရဲ့ဒီတိုင်းဒီခရိုင်ဖြစ်တဲ့တဲရုံမျိုးမိုးပေါင်းပရိယတ်ကိုစာရလိုက်ပါဘာဒနာဝေဘောလာဘာဒနာသုစိတာဘာဒနာဒေဝစရိယဘာဒနာတေဇာတန်လို့ပါပညာရည်သူများကိုတည်မူလကအငယ်အလတ်တန်းအကြီးအဓမ္မစရိယအစရှိတဲ့ပရိယတ်ကိုစာပေများကိုတေအံလင်းကျက်ရှိမှုခဲ့တာဖြစ်ပါတယ်ဗျာဒါတော့ရလာတဲ့6ခုမှာတေကျော်လာပြီးတော့3ရက်နေ့မဝေးတဲ့ဒေသကြီးမဝေးတဲ့ကျောင်းပြောက်ကြီးရွာမှာဥက္ကမောင်လေးဒေါက်ခင်မမိသားစုကနေပြီးတော့ပြည့်စရာရောက်ကခံယူတာဂျိုင်းအောင်ဆရာတော်ဂျိုင်းအောင်စိတ်ဓာတ်တောင်းတာကျောင်းတဲ့ရဲ့ခန္ဓာတိမ်တော်ကြီးမှာမြင့်မြတ်သောဉာဏ်ပြည့်စုံဖြစ်သူရောက်ရှိတော်မူခြင်းဖြစ်ပါတယ်ဗျာဒါကြောင့်လည်းအားလည်းခုနေ့နေုံလာပြီးတိုင်းတို့မောင်ကြောင့်ပြည့်တည်စာနေလိုက်မှာတောင်မင်းကြီးတို့မလည်းပြည့်ရဲ့ကံတော်မင်းကြောင့်ပြည့်တည်စာနေလိုက်ရဲ့အတွင်းမှာဒါကမာပတိတာဘာဒနာပြည့်တာအချာမှာဆက်လက်ရည်ပြည့်တည်စာနေများကိုတည်ယူရှိမှုခဲ့တာဖြစ်ပါတယ်ဗျာဒါတော့ထားတဲ့ခုနေ့နေဝလာဆင်းရဲတဲ့မှာတောင်မင်းကြီးတို့ကံတော်မင်းကြောင့်ပြည့်တည်စာနေကနေပြီးတော့မြို့တိမြို့ဇေဝမင်းကြောင့်ပရိယတ်တိစာနေလိုက်ဗတ္တနာကလျာဏဗတ္တနာစနေမှာဗတ္တနာဝါဒရိကဆရာတော်ခင်ရဲ့ကမှာဆက်လက်ပြီးပရိယတ်တိခြေခံဉာဏ်များကိုသင်လေ့ကျင့်သင်ကြားခဲ့တာဖြစ်ပါတယ်ဗျာဆရာတော်ဆရာတော်ခင်ရဲ့တာမန်60ခုနှစ်နတ်တော်လာပြီးတော့ရှေ့ရတဲ့မှာသာသနာ့မြင့်မြင့်ဖြစ်တဲ့ယောဂီကြီးပါကျေးဇူးဆက်တော်ဖြင့်ဘုရားမှာကမ္ဘာကိုခေါ်တဲ့သိက္ခာတဲ့လူတွေကတော့လည်းဆရာတော်ရှင်မြတ်အားသိက္ခာတဲ့ဒီကရာတာရီမောင်တွေကရှင်သာနေပြည့်တဲ့လူကိုဆက်လက်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါတယ်ဗျာဒါနာတက္ကသိုလ်ဘောဇာတဲ့1363ခုနှစ်ဒေဝနာဆန်းနေရတဲ့မှာဆိုရင်ဇေဝေမင်းကျောင်းတိုင်းမှာသဘော့ပဲတရားကြည့်တဲ့ဒရာပါညာအလို့ရပေးစုနေဆိုရကြောင်းဥနန္တော်တော်ထံသို့ဝေယံပြီးတော့အဘဥပ္ပယဆောင်လက်တို့ကြီးဖြင့်ဒုဒါရလေးမှာကြာရရရဘိဗာပြာအတိပေးပြီးတော့လူရတဲ့နာမည်ဆက်တာတော့အဖြစ်နေရောလာပြီးကျော်4ရက်နေ့မှာကြာရအကြောင်းတို့ပြန်ရပြီးတော့ရောက်ရှိတာနာပြည့်ခြင်းဖြစ်ပါတယ်ဗျာ။ဇာတိဒါနာပြည့်ခြင်းမှာဇာတိရှင်ရဲ့ဒီလေဝါဆာဘာယနေ့မှာဆိုရင်မလာဘောရွာမှာဘုဒ္ဓရှင်ဥမေဟာဘုညံတော်ဒါယကတုံးမှာနေပြီးတော့မလာဘောရွာမှာကျောင်းမရှိသာသနာ့ကျောင်းရဲ့အတွက်ကြာရအောင်ဆရာတော်ဘုဒ္ဓနာဘုဒ္ဓမနာတန်ကျောင်းရဲ့ဆရာတော်ကိုချားရပြပါရတန်ကြာရှောင်းသားတဲ့အတွက်ကြောင့်ထ
ဆောင်ရန်လက်ကမ်းပြီးတော့စားတဲ့ကြောင်းရင်တိုင်စားတဲ့ကျောင်းပြည့်စည်တန်ခါမရှိဖြစ်နေတဲ့ဒီဝါဒတာနာရီဖွင့်ပြဖို့ပဲဆရာတော်ကြီးရှင်လက်ပြေဆောင်လာခြင်းဖြစ်ပါတယ်ခင်ဗျာဆရာတော်ဒီနေ့ဒီအရာလေးချိန်မှာပဲလေယောလာပြီးတော့ရှိရတဲ့မှာစတင်ပြီးတော့ပထမဝါဒတာရှိရတဲ့အထိဆရာတော်ဘုရားပန်းဆောင်ပြီးတော့ကျေးရွာတော်မှာဆိုရပလာကြောင်းနမိတ်အစဂါရယာတော်များဝါလို့ပြီးတော့တာနာဒါရီဘုရားသိင်းကြီးရာကြီးဟာအလုခံရဲ့စတင်ကြောင်းတော်ဒီဆောင်ခဲ့ခြင်းဖြစ်ပါတယ်ဗျာတော်ကြရချတဲ့နောက်ကိုပထမဝါဒလာ14ရဲ့မလာလုံးရာသူလူကတော်များရဲ့ဒီပရမပေါင်းလို့လာပြီးတော့ကျောင်းတော်ကြီးဆရာအရှင်မနာတိကကျေးရွာရဲ့တော်တဲ့ဘာဝအတိုင်းဘုရားဘုံတော်များပြီးလိုက်တဲ့ပြည်ဝါစွာဆရာတော်ကြီးရှင်များအားပြေဆောင်ကျိုးစုံမှုဆိုခဲ့ခြင်းဖြစ်ပါတယ်။တို့ချိန်မှာတည်းဆရာတော်ရှင်များအားကျောင်းတိုင်းတဲ့300နေရာအချင်းမကြောက်ကြတဲ့အတွက်ကြောင့်ဒါနဒါယီဥက္ကေယဒါနဓမ္မယီတော့တို့ရဲ့နေရာမှာတညတာကျိတ်ဆက်တော်မူခဲ့ရပါဗျာ။နောက်တစ်လေး19ရက်နေ့လည်းနေနာကြီးချိန်နေရာချိန်ကြောက်တဲ့အချိန်ကြောက်ပါရွာမှာရှိတဲ့ကျောင်းတဲ့ကိုကျောင်းတော်တို့စတင်ပြီးတော့တရေသုံးနိုင်ငံအတွက်အိဆောင်ပူဇော်ခဲ့ခြင်းဖြစ်ပါတယ်။ထိုနေ့လည်းခုနကြီးအချိန်မှာမြို့တာရဘာသာရေးကဒုတိယဟုတ်လားဆရာတော်ဖြစ်တော်မူသောမောဆရာတော်ဘုရားကြီးကိုပူဇော်ပြီးတော့ဒါရောလေယတိတန်ခါအာရကအပေါင်းတို့ကနေပြီးတော့ဆရာတော်ဒီနေ့ဖြစ်တဲ့ရှင်မနာဒီယာကျောင်းတဲ့ကျောင်းတော်စာတော်ရပြီးစီကားခိုင်းတဲ့စွာရှင်ချင်းပါပူဇော်ခဲ့ခြင်းဖြစ်ပါတယ်ဗျာ။ရာဇဝင်နဲ့ဒီကျောင်းတော်ကြီးဘယ်လိုကိုရဏအောင်နေဘူးရဲ့အနေသိစေခဲ့ပါရဲ့ဗျာ။ဤကျောင်းတဲ့တည်းရဲ့အမိမှာရဏအောင်နေဘူးရဲ့ဆရာတော်ခင်ရှင်မြတ်ကပြီးတော့မြေကြီးတကယ်ပြီး1960နဲ့ဒီလိုဒီမြို့နယ်မြို့နယ်ပရိယောအုပ်စုဝင်ကြီးကျေးရွာမှာမိခင်ကြီးတော်ဖြစ်ပြီးအမှုခါပြီးတော့တရားတော်ကသာနာကြီးဘုခိစံချေတော်ပြင်းမင်းကြီးမိသားစုကနေပြီးတော့ကတိလူလေးတော့ဘုနောက်ကတန်ခါကိုခေါ်တဲ့တိခါအချင်းအလူတော်မျိုးများကိုဆက်လက်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါတယ်ဗျာ1960နဲ့လာလို့မလာလို့ပြေးပါမှာတရားမကြီးတော်ဆွေပြေမိသားစုကကတိကတော်မျိုးတော့ဆက်လက်ဘုနောက်ကတန်ခါတိခါအချင်းတွေလာလို့ဆက်လက်ခြင်းပါကြပါဗျာ1960နဲ့6ခုနှစ်မှာလည်းမလာလို့ပြေးပါမှာတာဝနာဒါယကိုကုထောအလုံးမဘုရားမကြီးရမကြီးဖြစ်တဲ့တော်ကြည်အောင်မိသားစုကလည်းထိုနည်းသူစွာကတိအလူတော်နေလာတဲ့ကွာဘုရားမှာတန်ခါကိုပေါ်ဆိုတဲ့တိခါတဲ့လူတော်များကိုရှင်ရင်းပါတဲ့ခြင်းဖြစ်ပါလိမ့်ဗျာ။ဆက်လက်ဒီကမှာဆက်လက်တဲ့ကောင်တွေနဗလာဆု9ရက်နေ့မှာရန်ကုန်မြို့အင်းစိန်မြို့နယ်ကျမရနေပြီးတော့ကျေးဇူးစားတော်ဆက်မှာတာဝနာဒါယီဘုရားကိုဘုရားမှာတော်ဝင်များကနေပြီးတော့ကျောင်းတိုးချက်နေဖြစ်ဆက်လက်တရားဖြစ်တဲ့အတွက်ကြောင့်အာမသာတဲ့ကျောင်းတွေမှာမလာလို့ကြီးရွာဘုရားတရားကျောင်းတရားကြီးဥထုံကျောင်းမှာတော်တရားဝနာကနေပြီးတော့ဆက်လက်ကတိတ်လူတော်တွေလာတော့ကွာတိတ်ခါတဲ့မြန်မာများကိုပြပပြပြဖြစ်ပါလေဆက်လက်ပြီးတာယာတိုင်းဘုရားကိုတော်ဝင်များတော့မှလည်းဒီအဲ့ဒီတိုးချက်တွေကိုငါလေးတိုင်းတရားဒီလိုမျိုးလေဘုရားကြီးကမှဘာကြီးဦးကျော်သိမိခင်ကြီးတော်မြတ်တို့ကဘုရားပြီးတော့မဆိုးဆိုးနဲ့မောင်နှမတို့ကနေပြီးတော့ယခုဘုရားနေရတဲ့ကိုးတော်ကြီးစေရီတော်ကိုတည်ထားပူဇော်တော်မူခဲ့ကြတာဖြစ်ပါတယ်။စေရီတော်နဲ့ပြီးတော့ပူဇော်တဲ့အချိန်ကာလများမှာအခြားလူများကိုရှာဖွေဘုန်းကြီးနဲ့တာမဖြစ်တဲ့ဘုရားမကြီး
တီယံမဟုတ်ချင်းကြောင့်အစင်မပြေမှုများစွာချပဝတ်ကိုကာမရှိတဲ့ဘုရားကုနေနတ်တော်လာ73ရက်14ရက်15ရက်ဒီများပြီဆရာဘာသာတော်မြို့တိကျောင်းဆရာတော်တရားမင်္ဂလာကကြောင်းမြို့တိမြို့ဆရာဘာသာတော်လာစိန်ကဘုံမြင့်ရှင်တရားဘုံမြင့်ကျောင်းတိုင်းမန္တလေးမြို့ဘာသာဟာဆရာ6ပါးပြည့်ဆရာတော်စိတ်ဓာတ်ကဓမ္မရိပါကျောင်းရေဝေမြေသူကျောင်းဆရာတော်တောင်ရင်းကြီးဒေရှင်များတို့ပြီးတော့3ညတိုင်းတိုင်းဓမ္မပူဇာများဖြင့်ဝေဝေစာသာဟောကြားချင်းနေကြခြင်းဖြစ်ပါတယ်ဗျာ။လာပြီးတော့ဒီကနေ့တရားနေ့မှာဆိုရင်ဆရာတော်စိတ်ဓာတ်ကကျောင်းတိုင်းဒီမိသားကြီးပါလားဆရာတော်ချင်းချင်းပဲမှာလည်းအနုဘောဓနာဒေသနာများကိုဟောကြားခြင်းမှာဖြစ်ပြီးတော့လူအားမှုဆုံးကိုတော့တဲ့ဘုရားတော်ရေစက်တော်ကြအများပြပြဝိဝေသွားမှာဖြစ်ပါတယ်ဗျာ။ယခုချိန်မှာလည်းဘယ်နေ့လက်ကြဆောင်းတဲ့မျိုးကြောင့်ပါတော့အလူရှင်များဘုရားတော်ကြီးတော်မှာတာနာဝိတော်တဲ့ချိန်မှစပြီးတော့ယနေ့တိုင်အောင်ဥဆောင်ကောင်းရဲ့ပြုလုပ်ခဲ့ကြတယ်။ကြာရင်ကြောင့်ဆရာတော်မလားဘုရားတော်ကြီးဟာတာနာရဲ့အားလုံးကိုစိုက်စိတ်ကိုတူလက်တော်သာနာပြုခဲ့ပါတော့မြို့တိမြို့ဆရာမင်္ဂလာကကြောင်းဆရာတော်ဘာဒနာတော်ကဝိညာဉ်ဆရာတော်ဘာဒနာတူကြီးရာဝေဒုတပင်စင်ရဲနိုင်ရရွယ်အဖက်မှာပြန်ကြပါတော့အလူရှင်များဦးစီးဦးဆောင်ပြုလုပ်တာကာယအာနန္ဒအဖြစ်ကုညီဆောင်ရွက်ပြကြပါတော့ယာမီယာဝဲမှာအလူရှင်မိသားစုများကျောင်းတိုင်းရွက်ချက်များကိုကျေးဇူးတော်ပြကြပါတော့မလေးရှားနိုင်ငံရောက်လူငယ်မောင်နှံများဆရာတော်ကြီးစွာဖြင့်လက်တွဲပညာဒါနာပြုကြသောဘုရားဘုရားသူရတော်များတွေပါဝေယဝတ္တပြကြသူများအာဝေကောင်းလာကြတဲ့အာလုံးတော်ဒီငွေလူပိုင်းကိုမတန်းတည်ဘုံပြုရင်းနဲ့ဆရာတော်တွေများဘာသာဝနာတည်ရဲ့25နှစ်မြောက်ဝေယသူကျေပါတိချင်းနဲ့ကျောင်းတော်ကြီးဖြစ်စဉ်သမိုင်းများကိုကြားပြီးတော့ယူသေးစွာပန်ကြားဆောက်တာပါဗျာစီနာယာတဝိမီကိုဒါတော့ဘုရားတော်မှာဆရာတော်ဘုရားရဲ့ခေတ္တပတိကြီးကိုအဲ့ဒါမျိုးဟုတ်သူဘုရားပုံကြီးရောဒီဘောရဏအောင်ကြီးကျောင်းတိုက်ရဲ့အတင်းတုံးတော်မူတော်ဒီဝနတိ25နှစ်ပြည့်တဲ့တော်ဘူကျောင်းထိုင်တဲ့တရားပြိဋ္ဌာန်ဝေသူ့ကိုကျွန်တော်ဂုဏ်ပြုမှတ်တမ်းနေပေးမယ်ဆိုရင်တရားတော်ဖြစ်ပါတယ်။တရားတော်ဖြစ်တဲ့အတွက်ဒုံချင်းပေးမှတော့သင်္ဝဲတော်အတင်ပေးလို့လည်းအထင်မကြီးတယ်လို့ကျွန်တော်တို့နေတဲ့ဝန္တာပီတိဂုဏ်ပြုမှတ်တမ်းများပြောပေးမှာဖြစ်ပါတယ်။ဒီပြောပေးတဲ့နေရာမှာကျွန်တော်တို့ကျေးရွာမှာရှိတဲ့အုပ်ချုပ်မှုတဲ့တော်ကျေးရွာလူကျေးရွာအားလုံးဒကာမများအားလုံးကျွန်တော်တို့ဟုတ်တည်တဲ့ခြင်းတစ်တည်ရှင်းခြင်းတုံးရပါအောင်ရှင်းခြင်းကျွန်တော်တို့ဘုရားကိုဒီတော်ဘုရားမြတ်စွာဘုရားရုပ်ပွားတော်ကိုကျွန်တော်တို့ဓမ္မအောင်လေးကိုဥပ္ပောင်းပူဇော်ခြင်းအနာတွေမှာအားလုံးကိုတက်တဲ့ကြတာနဲ့လာရောက်သူတို့တဲ့ဆောင်ရွက်ပေးတာဖြစ်ဒီအတွက်အထူးပဲဝန္တာပီတိဖြစ်မိပါကြောင်းပြောကြားလိုပါတယ်မှတ်တမ်းလည်းတင်ထားပါတယ်ကျွန်တော်တို့လည်းကောင်းကြီးပြောနေလာပြီးမှဒီဘုံများဒီတောက်ချင်းကြောက်တန်းချင်းလုပ်ပေးခြင်းအနေကမမှန်မှန်အောင်လည်းပေးခြင်းနေဥဆောင်ကောင်းရတဲ့အေးရောမတဲ့အတွက်ပေါ်ရတဲ့နေရာမှာလည်းပုံလို့ပုံမှန်လေးကိုပျော်ပျော်ပါပါဖြစ်နေပါတယ်တွေ့ကြောင်းလည်းကြီးအောင်ကြီးပါတော့များဘာသာပြီးဖြစ်အောင်ပြောကြခြင်းဖြစ်ပါတယ်နောက်တစ်ခါကျွန်တော်ကြီးပါတော့မှရှိတဲ့ဘာသာမများအနေနဲ့အဓိကဓမ္မများအနေနဲ့ကျွန်တော်ဒီမှာလာရောက်လောက်ကဆောင်ရွက်ပေးနေတဲ့ကျွန်တော်တို့အလုပ်နေတဲ့ဓမ္မတွေအတွက်အချိန်နဲ့ဒီသားတော်ဘုံဆိုပြီးတော့ကောင်းကောင်းမချက်ပြုတ်ပေးပြီးတော့ဆောင်ရွက်ပေးတဲ့ဓမ္မများပေါ်လည်းပဲအထူးပဲလေးစားဂုဏ်ပြုပါတယ်မှတ်တမ်းတင်ပါတယ်နောက်တစ်ခါကျွန်တော်တို့ရုပ်သာကိုစိုးနေကိုဒီရောက်ဖို့လေးကိုတကယ်ကြတဲ့ဒီလေးပြီးတော့ဆုံးခံကြွားရ
ကြီးတို့ကျွန်တော်တို့ကိုတောင်းလေးတို့ပေါ့နော်ဒီအများကြီးပြောမှတော့များပါတယ်ပြောတော့ပေါ့နော်ဒီဓမ္မများတဲ့အကြောင်းကိုဆိုနေကြောင်းစိတ်ကြကြနဲ့သုံးမှဆက်ပြီးမှအားလုံးအားရောသူကြီးဆောင်ရွက်ပေးတဲ့လူတွေကိုပြည့်နိုင်အောင်ဒီမှပေးတဲ့အတွက်လည်းမှတ်တမ်းတွေပုံပြရပါတယ်ကျေးဇူးလည်းတင်ပါတယ်နောက်တစ်ခါကျွန်တော်ဒီကိုစိုးမြင့်တို့ကိုတောင်းလေးတို့မှာကာကာရဲ့ကြုံတွေ့တဲ့အချိန်မှာဒီကာရာကိုဖွင့်တော့ပေါ့ဆိုပြီးမှလူတွေမရှိရမနေအောင်ကိုပဲသူတို့သိတဲ့ကြဒီမှပြီးမှတစ်ခွက်နဲ့တစ်ခွက်အကျိုးပေးအောင်တော့ပါတယ်သိကြအောင်လုပ်သွားတဲ့အတွက်လည်းတနည်းကြလိုက်တာလို့လည်းကျွန်တော်တို့ဒီထဲမှာကြောင်းပြီးမှတ်တမ်းတင်ထားပါတော့နောက်တစ်ခါကျွန်တော်တို့ဆရာမလည်းတွဲနေပြီးတော့မယ်ဆိုရင်ကျွန်တော်ကြောင်းကြီးဟာဒီနေ့မှာတိုးတဲ့ခွင့်ကြိုးမှာဖြစ်ပါတယ်ကျွန်တော်ဥက္ကာပုဖောင်းမယ်ဆိုရင်ဥက္ကာပုဖောင်းကျွန်တော်တို့အကျိုးကောင်းရနိုင်တယ်ဆိုတာနဲ့အညီပြောရမယ်ဆိုရင်ကျွန်တော်ဒီဘဝမှာကျွန်တော်တက်ဆွေးတွေလုပ်တယ်ဘုရားတော်ဒီသူနေရာသူရောက်အောင်ပို့ပေးတယ်တောင်းမှာခန္ဓာပြောင်းလုပ်ပေးတယ်ဆိုတာကျွန်တော်ဥက္ကာပုဖောင်းလိုက်တာအဲ့ဒီခန္ဓာကိုယ်ရဲ့ရင်းနဲ့ဝေကြီးတွေရင်းနဲ့ဒီရင်းထားတဲ့ဝေကြီးတွေပုံပါရမောင်းပေးတဲ့သာရဏာရဲ့တုံပြီးတော့ကျွန်တော်ဒီပုဂ္ဂိုလ်တွေအားလည်းကျွန်တော်လူသားတွေဖြစ်တဲ့အတွက်အဋ္ဌဉာဏ်တွေတွေ့တယ်အမှားမှန်တွေထိနိုင်တယ်ဒါကြောင့်မလို့ကျွန်တော်ဒါရိုင်းနဲ့တွေ့လို့ကိုကျွန်တော်တို့ဒါရိုင်းခနဲ့တောင်းပါအောင်ဆက်လက်ပြီးတော့သူတန်းဟောရတော့လည်းမေတ္တာရတာပါနောက်တစ်ခါဒီဘဝမှာပူပေါင်းထားတဲ့ဝိကြီးတွေခဏခဏဖြစ်ပါတယ်နော်ခင်ဗျားတို့အစိုးရဝန်မဲ့ဖြစ်ဖြစ်လက်တော်ဘဝပဲဖြစ်ဖြစ်ပြုံကြောက်ကပတ်ပါလေယာချောင်းလုံးပဲဖြစ်ဖြစ်ဒီဘဝတည်းတာလေးတွေပါနော်ဒီဘဝတည်းတာလေးကတောက်ကိုကျွေတဲ့အားရနောက်ဘဝတွေမပါပါဘူးနော်ဘာသာဖြစ်ဖြစ်ပဲပါအောင်ပါတော့မယ်ဆိုရင်ဥစ္စာပူကောင်းကောင်းရမှာကောင်းတဲ့နေရာမှာကောင်းအောင်သာနိုင်တဲ့ကြုံပေတော့ကိုကြတန်းကြပြီးလို့လေကပ်ပြီးတော့မေတ္တာရပ်ခံအကြပါနောက်တစ်ခါကျွန်တော်တို့ဒီဝိညာဉ်ကိုဖြစ်ပြအောင်လေးထားပြီးမှသတိရကြတော့လည်းမှာပူကောင်းပြီးမှသတိရတဲ့ချက်ပြုတ်ပြီးတဲ့အဲ့ဒါသဘောမှုများဒီပြဖုံးရဲ့နဲ့နာနေပြီဝေလူမှာအထက်နဲ့ဆောင်ရွက်ပေးတဲ့သုံးရတဲ့ဘောင်းတွေအားလုံးဒကာတော်များအားလုံးကိုအခုတွင်မှတ်တမ်းတင်ဘုံကူတတ်ပါကြောင်းကျွန်တော်ပြောကြားလိုပါတယ်စိတ်ဆောတာတော်ရည်ကိုဒါတော့ကိုသိလို့မှာဝိပုဒ်တဲ့တည်းဘယ်လိုစကားပြောတာပြောတာဒီတော့အစီအစဉ်ကိုရဒီလိုသာဒီဟာစိတ်ဓာတ်ကြောင့်တော့နေစရာတော့သူ့အစနာရှိပြီးမှာအနုဘောဒနာတရားရှိနေဖြစ်ပါတယ်ဗျာတို့ပြပါလိမ့်ဆရာတို့ရှိနေဗျာအနုဘောဒနာတရားရှိပြီးတော့ဒီပါရဘုရားကြီးတော်မှာဒုတိယစွာတရားထားဝပါလိမ့်ရှိဗျာနာတော်နဲ့2569ခုခေါ်လာတဲ့ပြည်1389ခုနတော်လပိကျော်ဒီယနေ့မကွေးတိုင်းဒေသကြီးမြို့စဉ်မြို့နယ်တာယုံကြီးရွာအုပ်စုမတော်ဘုံကြီးရွာမတော်ဘုံကျောင်းကတရင်သုံးနေတိုင်းတော်မူခြင်းဆရာတော်ဘုရားတည်တရင်သုံးနေတိုင်းတော်မူခြင်း25နှစ်ပြည့်မူရည်သူမင်္ဂလာအာတမေယဘုရားတို့မှာပါအမြဲတမ်းဥပ္ပခါပြီးတော့ကုသိုလ်ကောင်းမှုပြုလုပ်ကြတဲ့ပုဂ္ဂိုလ်တွေဖြစ်အဲကြောင့်မို့လို့လည်းပဲဆရာတော်ဘုရားတည်တရင်သုံးနေတိုင်းတော်မူခြင်း25နှစ်ပြည့်မူရည်သူမင်္ဂလာအာတမေယမှာတရားတရားနာမလို့ဆိုတဲ့ဉာဏ်မြတ်သုံးပါးနဲ့တကွအမိဘဆရာသမားအနန္တတဏ္ဍာ၅ပါးကိုဥစွာပထမဝိသေတို့ဓမ္မကောင်းတို့ကောင်းတို့တွေရှိခိုးဝါကြတော်ပြီးတော့သစ္စာဆိုရကြရအောင်နောက်ကနေအာရုံနဲ့ပြီးတော့ဆိုရကြဘုရားဂုံကြီးဘုရားဂုံကြီးစိမ္မာတိစိမ္မာတိယုံကြည်ဉာဏ်တို့လက်ဆုံးကိုရှိခိုးပါရဲ့ဗျာဓမ္မ
မာတိယောဂီဉာဏ်တို့လက်ဆုံးကိုချီကိုမိုက်ဖရာမိဘကုန်၏သေမာတိယောဂီဉာဏ်တို့လက်ဆုံးကိုချီကိုမိုက်ဖရာဆရာကုန်၏သေမာတိယောဂီဉာဏ်တို့လက်ဆုံးကိုချီကိုမိုက်ဖရာဣတိနာတိသဝေနာဤသို့လောကဘောတုံးကျေရောမနာတိသရာဝေဆွေရတိသကြောင့်အာနိနောမြတ်နာမသတ္တဝါပေါလို့သည်နေယုကာသာစီယတသိမ့်မလည်းဉာဏ်ကောင်းလုံးတို့ပညာပါလေကုန်လေနေဝိယသပိယတာသိမ့်မလည်းဉာဏ်ကောင်းလုံးတို့ပညာပါလေကုန်လေအာလောကသမညုမမေတ္တဝရှိလယဆိုဣတိနောမြောကြပုရိမောပြေမသေဝဇာဝနေတို့ပညာပါလေကုန်လေဟောတို့ယဘုဒ္ဓဝါဒသစ္စာတကနေဘုလောအကြောင့်ဣတရတအရှင်ဝါကြောင့်အချင်းမြတ်ကြာပုရိကူငါဖြစ်တော်မူကြပါလေကုန်တည်းအဲ့တော့ဦးဇင်းတို့ဒီကရမပေါင်းသူတော်ကောင်းတို့လည်းဒီကနေ့ပြုလုပ်တဲ့သုဒ္ဓဒါနဒီကြောင့်လည်းအဲ့မှာတည်းလုံးနေထိုင်တော်မူတဲ့ဆရာဝဏ္ဏတိတိတည်းလုံးနေထိုင်တော်မူခြင်း25နှစ်ပြည့်ဝေရပြုမင်္ဂလာအခါသမယမှာဦးဇင်းတို့ကရမပေါင်းသူတော်ကောင်းတို့လည်းစုဆောင်စုပေါင်းပြီးတော့ကုသိုလ်ကောင်းမှုတွေပြုလုပ်ကြတယ်ဒီလိုကုသိုလ်ကောင်းမှုတွေပြုလုပ်နိုင်နေဆိုတာဦးဇင်းတို့ကမ္မပေါင်းသူတော်ကောင်းတို့တွေဘာရင်းနဲ့ပြည့်စုံပြီးတော့နေလို့လေလို့ဦးဇင်းတို့ကမ္မရဲ့စဉ်းစားဖို့မလိုဘူးလားဟုတ်ပါဘူးနော်အဲ့တော့ဦးဇင်းတို့ဘောဓကိုရရှိပြီးတော့လာကြတဲ့မြတ်မှာဦးဇင်းတို့ကမ္မပေါင်းသူတော်ကောင်းတို့တွေမိမိတို့တက်ဆန်းတဲ့ဌာနကောင်းမှုတွေမပြုဘူးလားဒီကကောင်းမှုတွေမဆောင်နိုင်ဘူးလားဘာဝနာကောင်းမှုတွေမပွားများဘူးလားအဲ့တော့ဒီဒါနသီလဘာဝနာလို့ဆိုတဲ့ဒီကုသိုလ်ကောင်းမှုတွေပြုပြီးတော့နေတာဟာယခုဘဝမှာလည်းပဲပြုပြီးတော့နေအရင်အရင်ကလည်းပဲပုပ္ပိသကတ္တပညာတာရှိကပြုခဲ့ဘူးတဲ့ကောင်းမှုအထူးရှိပြီးတော့နေလို့လည်းပဲဟောယခုကုသိုလ်ကောင်းမှုတွေလာပြီးတော့ပြုရတယ်ဒါကြောင့်မို့လို့နံပါတ်1ဆယ်လို့ခေါ်တဲ့တပိရိဥပနေရဒီလိုကောင်းတရားပြီးဝဲခြင်းဘုပ္ပိသကရပညာတာရှိတာပြုတဲ့ကောင်းမှုရှိခြင်းအတ္တကမ္မတိလို့ဖို့တင်ရတဲ့ဘာလဲရမှာဦးဇင်းတို့ကမာရီလာဖြစ်တဲ့ဒီလိုကောင်းတရားနာကြရတယ်မိမိစိတ်ကိုကောင်းစွာထားနောက်ခါရင်းနဲ့လူလေးလို့ဆိုရင်ပုပ္ပိသကတ္တပုံညာတာရှိကပြုတဲ့ကောင်းမှုရှိခြင်းအဲ့တော့ဒီနေ့ဦးဇင်းတို့ဘယ်လိုကိုပြုရမှရှိရတဲ့တိုင်းကမှာကောင်းသူတော်ကောင်းတို့လည်းဒီမှာလာပြီးတော့ကုသိုလ်ကောင်းမှုကြီးပြုရဆိုတာကအရေးအရင်ဘဝရဲ့ဘဝတွေပဲဒီနေရာမှာကုသိုလ်ကောင်းမှုကြီးပြုခွင့်ရှိတဲ့ပြုခဲ့ဘူးလို့ပဲတဲ့ဒါကြောင့်အဲ့ဒီက14ပါးနဲ့ပြည့်စုံပြီးတော့နေလို့ရှိရင်ဟောလူတွေကလာပြီးတော့ဆုံးကြဆရာတော်ဘုရားတိတိလက်တော်တရားတော်မူခြင်းနဲ့25နှစ်ပြည့်ကိုရည်သူဒေသနာခါတဲ့နေရာမှာသူတို့ကဓမ္မပေါင်းသူတော်ကောင်းတို့လည်းမိမိတို့တက်ဆန်းတဲ့ဌာနကောင်းမှုတွေမပြုဘူးလားပြုပါရဲ့ဗျာဒီကောင်းမှုတွေရောမစောင့်တည်ဘူးလားစောင့်ပါရဲ့ဘာဝနာကောင်းမှုတွေရောမပေါ်များဘူးလားအဲ့တော့ဒီဒါနသီလဘာဝနာလို့ဆိုတဲ့ဒီကုသိုလ်ကောင်းမှုတွေပြုပြီးတော့နေတာဟာယခုဘဝမှာလည်းပဲပြုပြီးတော့နေအရင်ကလည်းပဲပုပ္ပိသကတ္တပုံညာတာရှိကပြုခဲ့ဘူးတဲ့ကောင်းမှုအထူးရှိပြီးတော့နေလို့လည်းပဲဟောယခုကုသိုလ်ကောင်းမှုတွေလာပြီးတော့ပြုရတယ်။ဒါကြောင့်မို့လို့
နံပါတ်1ဆက်လို့ခေါ်တဲ့ဒါပရိဥပဒေရလူတော်ကောင်းတရားပြီးဝဲခြင်းဘုပ္ပိသကတံပုညတာရှင်းလာပြီးတဲ့ကောင်းမှုရှိခြင်းအတ္တကမ္မပတိတိလို့ဆိုတဲ့မိမိစိတ်ကိုကောင်းစွာထားခြင်းလို့ဆိုတဲ့ဒီ14ပါးနဲ့ပြည့်စုံပြီးတော့နေလို့ဦးဇင်းတို့ကမှပေါင်းပြီးတော့ကောင်းလို့လေဒီတရားမှာလာပြီးတော့ဆုံးကြရအဲဒီကဒီတမန်ကြီးဆက်လို့ခေါ်တဲ့အဲဒီက14ပါးနဲ့ပြည့်စုံတဲ့ပရိသုမာတိကဝါဒစာအယမလူဖြစ်ပြီးတော့နေတဲ့အတ္တကမ္မပတိတိမိမိစိတ်ကိုကောင်းစွာထားတဲ့တပ္ပုရိသုမာတိတရားလူတော်ကောင်းတရားတွေနာကြားရရတယ်ဘုရားကနာဘုရားကရှိကပြုတဲ့ကောင်းမှုတွေရှိပြီးတော့နေတယ်ဆိုတာဟောဒီနေ့မနောဘုံကြီးပါမနောဘုံကျောင်းကျရဏအောင်ကြီးကျောင်းပေါ့လေကျရဏအောင်ကြီးကျောင်းနဲ့မနောဘုံရောမနောဘုံရတဲ့ကျရဏအောင်ကြီးကျောင်းဟာဦးဇင်းတို့ဒီကရမပေါင်းသူတော်ကောင်းတို့တွေရဲ့ကတိရူပဒေတာဝါဒအရပါပဲတဲ့အဲ့တော့ဦးဇင်းတို့ဒီကရမပေါင်းသူတော်ကောင်းတို့တွေဘုန်းကြီးရဲ့အကြောင်းပြောဖို့ဆိုတာစောစောလေးတော့တခါကြီးအကုန်ပါပြီးတော့သွားအဲ့တော့ဘုန်းကြီးရဲ့အကြောင်းကိုပြောစီရစောစောလေးတော့တခါပြောသွားတဲ့အတွက်ပြောစီရမရှိတော့ပြောစီရမရှိတော့ဘာလို့ရမလို့ဆိုလို့ရှိရင်ဆွေးနွေးဆိုင်ရင်တော့ဦးဇင်းပြည်နဲ့တူပြရဒီကိုအရှင်းအဲ့တော့ဒီကိုရေးဆိုတော့ဦးဇင်းနဲ့ကြတာဒီကိုတော့ကိုယ်ဒါပေါ့နော်မှန်ပါဗျာအဲ့တော့ဦးဇင်းတို့ကမှာပေါ့သူတော်ကောင်းတို့တွေဒီဉာဏ်ဒီတိတမှာမိမိတို့တွေလည်းပဲကိုလိုပြေကိုရှိတယ်လို့ဆရာနဲ့တကလည်းတွေ့ညီညီနဲ့ဦးဇင်းတို့လက်ရှိကိုလိုနေကြီးရဲ့ဒါနတော်ကြီးအရှိခတ်တည်လာအောင်ဆောင်ရွက်ပြုလုပ်ပြီးတော့ပြီးကြတယ်ဦးဇင်းတို့ကမှာပေါ့သူတော်ကောင်းတို့တွေလည်းပဲတိယုကဒေနာဝန္ဒသတရားရပါတဲ့အရာမလူဖြစ်ခြင်းတပ္ပုရိသုခတရားသူတော်ကောင်းတရားနာကြားကြရခြင်းအတ္တဓမ္မကလေးကြီးမိမိစိတ်ကိုကောင်းစွာထားခြင်းတပ္ပုရိသုခတရားပုပ္ပိသကတအဲ့ဒီက73ပါးနဲ့ပြည့်စုံတယ်ဆိုတာပုပ္ပိသကတဘုံမြတ်တာရှိကကောင်းမှုအတူပြုခဲ့ပြီးတော့နေကြတဲ့ပုဂ္ဂိုလ်တွေဖြစ်ပြီးတော့နေလို့ဒီ14ပါးနဲ့ဦးဇင်းတို့ကမှပေါင်းပြီးတော့ကောင်းလို့ပြည့်စုံကြရတယ်ဒီတော့ဦးဇင်းတို့ဒီလိုကုလိုကောင်းမှုဒီကနေ့ပြုလုပ်တဲ့ကုလိုကောင်းမှုဟာစုပေါင်းပြီးတော့ပြုလုပ်ကြတယ်ကုလိုကောင်းမှုတွေဖြစ်မာဒီပြီးတော့လူသားရဲ့အလူရှင်တွေကိုယ်တတ်တယ်လို့လူသားရဲ့အလူရှင်တွေဝေယဝဆအစရှိတွေရတယ်ဒီလိုကုလိုကောင်းမှုတွေစုပေါင်းပြီးတော့ပြုလုပ်ကြတယ်ကောင်းမှုဆရာဝန်ထမ်းတွေပြည်တော်တင်နိုင်မှုချင်း20မှနှစ်တည်းငွေတို့မင်္ဂလာအခါတည်းရပါစုဆောက်စုပေါင်းပြီးတော့ပြုလုပ်ပြီးတော့နေကြတဲ့ဦးဇင်းတို့ကမှပေါင်းကုလိုကောင်းမှုတွေကိုဦးဇင်းကအကျဉ်းချုပ်နေရဖြစ်အလူလေးမျိုးလူလေးမျိုးဆိုတဲ့တရားကိုခေါ်ကြပြီးတော့ပြီးတယ်အဲ့ဒီတရားတော်ကိုဦးဇင်းတို့ဘုရားရှင်ကိုယ်တော်မြတ်ကြီးအစရှိတရားတွေလူတော်ကောင်းတွေဟောကြားတော်မူခဲ့တဲ့တရားကိုဦးဇင်းတို့ကမှပေါင်းလူတော်ကောင်းတို့တွေတစ်ဆက်ဉာဏ်ပြီးတော့ဦးဇင်းသိတယ်များပြောပြပြီးတော့ပြီးဒီတော့လောကကြီးမှာကြည့်လိုက်ဦးဇင်းတို့ကမှပေါင်းလူတွေအများကြီးမရှိဘူးလားရှိပါပါဗျာရှိတယ်လူတွေရေးပြလို့ရပါမလားမရပါဘူးဗျာမရလို့ရရှိတဲ့လူတွေကိုဦးဇင်းတို့ကမှပေါင်းလူတော်ကောင်းတို့တွေရေးပြပြီးတော့ကြည့်ကြရအောင်ပါပါဗျာအဲ့ဒီရေးပြပြီးတော့ကြည့်လိုက်တဲ့အခါမှာလောကကြီးမှာဦးဇင်းတို့ကမှပေါင်းလူတော်ကောင်းတို့တွေလိုက်ပြီးတော့ကြည့်လိုက်လက်ကြည့်လိုက်တဲ့အခါမှာတချို့သောပုဂ္ဂိုလ်တွေကစီဝါဥစ္စာရှိတဲ့အချမ်းရမရှိတဲ့ပုဂ္ဂိုလ်ကတစ်မျိုးဒီလိုပုဂ္ဂိုလ်မျိုးဟောဒီလိုဓမ္မကြီးရှာလို့မဖြစ်နိုင်ဘူးလားဖြစ်နိုင်တာပေါ့နော်ဒီလောကကြီးမှာရှာပြီးတော့ကြည့်လိုက်စီဝါဥစ္စာလည်းရှိတဲ့အာတမီအချွေရမရှိတဲ့ပုဂ္ဂိုလ်ကတစ်မျိုးနမိတ်ကတော့တန်တမီအခြေအနေတွေကတော့အများကြီးစီးပွားဥစ္စာမရှိတဲ့ပုဂ္ဂိုလ်ရောဒီလောကကြီးမှာရှားပွေလို့မဖြစ်နိုင်ဘူးလားဖြစ်နိုင်ပါဘူးဖြစ်နိုင်တယ်ဟောတယ်နော်အဲ့ဒါနံပါတ်1ပုဂ္ဂိုလ်ကတစ်မျိုးနံပါတ်3ပုဂ္ဂိုလ်ကျတော့စီးပွားဥစ္စာလည်းမရှိဘူးတန်တမီအချွေရလည်းမရှိတဲ့ပုဂ္ဂိုလ်ရောဒီလောကကြီးမှာဦးဇင်းတို့ဓမ္မတွေမဖြစ်နိုင်ဘူးလားဖြစ်နိုင်ပါဘူးဖြစ်နိုင်တယ်အဲ့ဒီလိုပုဂ္ဂိုလ်ကတစ်မျိုးတဲ့နောက်နံပါတ်4ကျတော့စီဝါဥစ္စာလည်းပဲရှိတယ်
သာသမီအခြေအနေလည်းပဲများတယ်ဆိုတဲ့ဒီလိုပုံကိုယ်တွေကိုမတွေ့နိုင်ဘူးလားတွေ့နိုင်ပါတယ်တွေ့နိုင်တယ်တဲ့အဲ့တော့ဒီပုံကိုယ်ရဲ့ဖြစ်တိုင်းတော့ဘဝဘယ်လိုကောင်းမှုတွေပြုခဲ့ကြလို့ဒီလိုဖြစ်ပြီးတော့နေရတော့ဆိုရင်ဤဒီကေသောအတ္တနာဝတ္တနာတိတိပရဏသမန္တပေတိသောနိဗ္ဗာန်နိဗ္ဗာန်ဓမ္မိဘောဂဓမ္မရလည်းပဲဒီနောပရိဝါဒဓမ္မရံဣလဟိလဝနာဣတိသောအချို့သောပုဂ္ဂိုလ်သည်အတ္တနာဝမိမိကိုယ်တိုင်ကသာလေဒါနာလူဒါနာကိုတိတိပေးလို့ဤဗရံတဘာရောပုဂ္ဂိုလ်ကိုဘာနာဓမ္မတပိတိပေးလို့မခိုင်သောတမိမိကိုယ်တိုင်ကလူတဘာရောပုဂ္ဂိုလ်ကိုတော့လူပါလူမနိုင်လို့တဲ့ပုဂ္ဂိုလ်တို့သည်နိဗ္ဗာန်ဓမ္မိဖြစ်တိုင်းသောဘဝ၌ဘောဂဓမ္မရတိဝဥဒ္ဒရဲ့ပြည့်စုံခြင်းကိုလည်းပဲဒီယန္တာဤပရိဝါရဓမ္မရအချမ်းရဲ့ပေါ်များခြင်းကိုဘာနာလည်းပဲဒီမရတာအဲ့တော့တချို့သောပုဂ္ဂိုလ်တွေကမိမိကိုယ်တိုင်တော့လူတွေတဘာတော်ပုဂ္ဂိုလ်ကိုတော့လူပါလို့မတိုက်တွန်းတဲ့ပုဂ္ဂိုလ်ခြေတန်းသောဘဝမှာစေဝါဥစ္စာတွေတော့ပြည့်စုံတယ်ဒါပေမဲ့လို့နာမည်အချွေရကြတော့နေပြီးတော့နေတဲ့မရှိဖြစ်တယ်ဒါကြောင့်မို့လို့လောကကြီးမှာတဲ့ကောင်းမှုပြုတိုင်းမိမိကိုယ်တိုင်လည်းပြုတဘာရောပုဂ္ဂိုလ်ကိုလည်းပဲလူဖို့တိုက်တွန်းတဲ့အဲ့ဒါကြောင့်မို့လို့မိမိကိုယ်တိုင်ကတော့လူတွေတဘာရောပုဂ္ဂိုလ်ကိုတော့လူပါလို့မတိုက်တွန်းတဲ့ပုဂ္ဂိုလ်ရဲ့ဖြစ်တိုင်းသောဘဝမှာဘယ်လိုအကျိုးတရားတွေရနိုင်တယ်လဲဆိုရင်ကဲဆိုကြည့်အောင်ဒီလိုဒီကမှာပေါင်းသူတို့ကောင်းလို့လည်းကိုကတာလူသူများကိုမလူစေခဲ့ပါကိုကတာလူသူများကိုမလူစေခဲ့ပါကိုကတာလူသူများကိုမလူစေခဲ့ပါစီစိန်သာမြတ်ချွေရကရှားပါထုလူမာစီစိန်သာမြတ်ချွေရကရှားပါထုလူမာအဲ့ဒီစီဝါဥစ္စာတွေတော့ပြည့်စုံတယ်ဟောတာရမီချွေရမရှိဘူးတက်ကြီးလာကြီးဘောဘောထားလို့လာလို့မလွတ်နိုင်ပြီပဲလို့ရှိဘူးမြင်ရတဲ့တဲ့ဆိုတဲ့ဒီလိုပုဂ္ဂိုလ်မျိုးတွေရောဦးဇင်းတို့ဒီကနေ့မှရှားဖွေလို့မတွေ့နိုင်ဘူးလားတွေ့နိုင်ပါဘူးတွေ့တယ်အဲ့ဒီကပုဂ္ဂိုလ်ရဲ့ဖြစ်တိုင်းသောဘဝမှာမိမိကိုယ်တိုင်တော့အလုပ်တော့လူတွေမိမိကိုယ်တိုင်တော့အလုပ်တော့လူတွေတပါးသောပုဂ္ဂိုလ်တွေကိုတော့လူပါလို့မတိုက်တွန်းတဲ့ပုဂ္ဂိုလ်ရဲ့ဖြစ်တိုင်းသောဘဝမှာတဲ့စီဝါဥစ္စာတွေတော့ပြည့်စုံတဲ့အချွေရသားတွေမရှိရင်းလို့ဆိုတဲ့သဘောတရားဖြစ်တယ်ဒါနံပါတ်1ပုဂ္ဂိုလ်နံပါတ်2ပုဂ္ဂိုလ်ကြတော့ဣတိပိသောအတ္တနာဝနာတိတိပရဏမဂမေတိသောနိဗ္ဗာန်သံဃာဘောဂဓမ္မရလေဝတိနောပရိဝါရဓမ္မရံဣဒာဣဒဗနာဣတိသောသုသောပုဂ္ဂိုလ်သည်အတ္တနာဝမိမိကိုယ်တိုင်ကဒါနာလူဒါနာကိုနာတိတိမပေတုပရဏမရောပုဂ္ဂိုလ်တို့ဘာဓမ္မတပိတိလူပါလို့နိုင်တော့၏တော်တော်မိမိကိုယ်တိုင်ကမလူဓမ္မရောပုဂ္ဂိုလ်တို့လူပါလို့နိုင်တော့တဲ့ပုဂ္ဂိုလ်တို့သည်နိဗ္ဗာန်ဓမ္မိဖြစ်တိုင်းသောဘဝတို့၌ပရိဝါရဓမ္မရာချမ်းရရဲ့ပေါ်များခြင်းကိုလည်းပဲဒီရတိုင်းဘောဂဓမ္မရာစီဝါဥဒ္ဒရဲ့ပြည့်စုံခြင်းကိုတော့လည်းပဲဒီမရတာအဲ့ဒီလောကကြီးမှာကြည့်တယ်ဦးဇင်းတို့ဓမ္မပေါင်းသူတို့ကောင်းလို့လည်းပဲကိုယ်ကိုယ်တိုင်ကတော့မလူတဲ့ဘုရားတော်ပုဂ္ဂိုလ်ကိုတော့လူရလို့တိုက်တွန်းတဲ့ပုဂ္ဂိုလ်ရှိအဲ့ဒီကပုဂ္ဂိုလ်ရဲ့ဖြစ်တိုင်းသောဘဝမှာကြည့်လိုက်တချို့သောပုဂ္ဂိုလ်တွေကအချွေရတွေကများစီဝါဥစ္စာမရှိဒီလိုပုဂ္ဂိုလ်ရဲ့ဖြစ်တိုင်းသောဘဝမှာတဲ့မိမိကိုယ်တိုင်ကတော့မလူဓမ္မတော်ပုဂ္ဂိုလ်ဟာပြီးတော့ဘုန်းကြီး25နှစ်ပြည့်ဘုန်းကြီးဝင်လာမှလာပြီးတော့လူရပေါင်းအစာကြီးတွေရတယ်ဒီလိုဘေးကိုတော့ဘယ်တော့ပဲအလူခံပြီးတော့ဒီနေ့ကိုယ်တိုင်ကြတာမလူတဲ့ပုဂ္ဂိုလ်ဒီလိုပုဂ္ဂိုလ်ရဲ့ဖြစ်တိုင်းသောဘဝဘယ်လိုအကျိုးတရားတွေဖြစ်တယ်လဲလို့ဆိုရင်အချွေရည်တော့ပေါ်တယ်
မိမိကိုယ်တိုင်မှန်လို့တဲ့အတွက်စီးပွားဥစ္စာရှားပါခြင်းလို့ဆိုတဲ့အကျိုးတရားသဘောတရားတွေဖြစ်နေတယ်အဲ့လိုဦးဇင်းတို့ဒီလောကကြီးမှာကြည့်လိုက်တချို့တော့ပုဂ္ဂိုလ်တွေကအချွေရလေးကတော့များတဲ့သာသမီမြင်းကြီးအစာကြီးတွေရတယ်မိမိဝိညာဉ်ပြီးတော့ဒါရဲ့သားရဲ့သမီးတွေဘယ်တော့များပြီလဲကြတော့လည်းစီးပွားဥစ္စာတွေမရှိဒီလိုပုဂ္ဂိုလ်တွေလည်းဦးဇင်းတို့ဒီလောကကြီးမှာရှားပြီးလို့ရှိရင်တွေ့ဒါကြောင့်မလို့အဲ့ဒီလိုမဖြစ်ရဦးဇင်းတို့ကမှာပေါင်းပြီးတော့ကောင်းလို့လည်းကောင်းမှုပြုလို့တိုင်းဟောဒီလိုစုပေါင်းပြီးတော့ကောင်းမှုပြုလို့တိုင်းမိမိကိုယ်တိုင်လည်းသူကတပါးတော့ပုဂ္ဂိုလ်ကိုလည်းပဲလူဖို့တိုက်တွန်းပြီးတော့ပြရဒါနံပါတ်1ပုဂ္ဂိုလ်ပေါ့လေနံပါတ်2ပုဂ္ဂိုလ်ကျတော့ဘာလို့ဆိုလို့ရှိရင်ဒီဒီကအတ္တနာဝနာဒီပရိသနာကမ္မတပိတောတိပလဒီဝရဓာနိနေဝဘောဂနာမနလေဝတိနာပရိဝရဓမ္မရံအဲ့တော့နံပါတ်3ပုဂ္ဂိုလ်ကျတော့ဘာဖြစ်တော့ဆိုရင်မိမိကိုယ်တိုင်လည်းပဲမလူဘူးမိမိကိုယ်တိုင်လည်းပဲဘာလို့လူပါဘူးဗျာဓမ္မနာပုဂ္ဂိုလ်တွေကိုလည်းပဲလူပါလို့မတိုင်ကြဘူးဘာဖြစ်တော့အေးမတိုင်ကြဘူးအဲ့ဒီလိုပုဂ္ဂိုလ်တွေကျတော့ဖြစ်တိုင်းရောဘဝမှာစီဝါဥစ္စာလည်းပဲမရှိဘူးစီဝါဥစ္စာလည်းမရှိလားမရှိပါဘူးဗျာအချင်းလည်းပဲမရှိဘူးအချင်းလည်းပဲရှိလားမရှိပါဘူးဗျာအဲ့ဒီလိုပုဂ္ဂိုလ်တွေဥပဒေတော်ဓမ္မတွေဒီလောကကြီးမှာဥပဒေတော်ဓမ္မပေါင်းပြီးတော့ကောင်းလို့တွေအဝုကျင်မှာရှားပွေလို့မရဘူးဗျာမရပါဘူးဗျာတွေ့နေတာပဲเนาะအဲ့တော့အဲ့ဒီလိုပုဂ္ဂိုလ်တွေကခြေတိုင်းရောဘဝမှာမိမိကိုယ်တိုင်လည်းပဲမလူဘူးဒီဘာတော့ပုဂ္ဂိုလ်တွေကိုလည်းပဲလူပါလို့မတိုင်တွတဲ့ပုဂ္ဂိုလ်တွေရဲ့ခြေတိုင်းရောဘဝမှာရရှိစေတဲ့သဘောတရားတွေပဲဒါနံပါတ်3ကိုအဲ့ဒီနံပါတ်4ပုဂ္ဂိုလ်ကျတော့ဘာလို့ဆိုလို့ရှိရင်ဤဒီသောအတ္တနောသတိဒီပေနဓမ္မလေပိတိသောနိဗ္ဗာန်နိဗ္ဗာန်ဓာတိဘောဂသံပရိစ္ဆဒေဝတိနောနိဗ္ဗာန်သံဃာဣဒာယလောကနာဣတိသောသုလောပုဂ္ဂိုလ်တို့သည်အတ္တနောသတိပိကိုယ်တိုင်ကလည်းပဲဣတိပိလူဤပရိသနာဝတ္တပုဂ္ဂိုလ်ကလည်းပဲဓမ္မတမိတိပိလူက၏သောတောမိမိကိုယ်တိုင်ကလူတစ်ပါးသောပုဂ္ဂိုလ်တွေကိုလည်းပဲလူပါလို့တိုက်တွန်းတဲ့ပုဂ္ဂိုလ်တို့သည်နိဗ္ဗာန်ဓာတိဖြစ်တိုင်းသောဘဝ၌ဘောဂတမရိသာရှိဘဝဥစ္စာရဲ့ပြည့်စုံခြင်းကိုလည်းမရိဝရတမရိသာချမ်းပေါ်များခြင်းကိုလည်းမပဲတရားတည်းအဲ့လိုဒီလောကမှာဒီဘဝလည်းပဲရှိတယ်အချမ်းလည်းပဲရှိတယ်ဆိုတဲ့ဒီလိုပုဂ္ဂိုလ်ကြီးပေါ်ဦးဇင်းတို့အာရမပေါင်းဘောကောင်းလို့လည်းရှားပြီးတော့မတွေ့နိုင်ဘူးလားတွေ့ရတယ်တဲ့ဒီပုဂ္ဂိုလ်ရဲ့ဖြစ်တိုင်းရောဘဝမှာမိမိကိုယ်တိုင်လည်းပဲလူတွေဘာလို့တော့မိမိကိုယ်တိုင်ဓမ္မနာပုဂ္ဂိုလ်တွေကိုလည်းပဲလူပါလို့တိုက်တွန်းတယ်ဓမ္မနာပုဂ္ဂိုလ်တွေကိုလည်းပဲလူဖို့တိုက်တွန်းတယ်ဟောဒီလိုကြည့်လိုက်ပေါ့ဦးဇင်းတို့အာရမပေါင်းဘောကောင်းလို့လည်းပြီးမနာဘုံကြောင့်ယရဏအောင်ဒီကျောင်းဆရာတော်ဥပဒနာတိရဲ့တရေတော်ဒီထိုင်ခြင်း25နှစ်ပြည့်ဘုရားတုပင်နာအာတမေယဘုရားတို့ဓမ္မပေါင်းဘောကောင်းလို့လည်းမိမိကိုယ်တိုင်ကောမလူဘူးလားလူပါတယ်ဗျာဓမ္မနာပုဂ္ဂိုလ်တွေလည်းပဲလူပါလို့မတိုင်တော့ဘူးလားတိုင်တော့ပါတယ်ဗျာအဲ့ဒါလိုတိုင်တော့တဲ့အတွေ့တဲ့ဖြစ်တိုင်းရောဘဝမှာစီဝါဥစ္စာတွေလည်းမပြည့်စုံနိုင်ဘူးလားပြည့်စုံနိုင်ပါဘူး။ချမ်းရည်ရောမပြည့်စုံနိုင်ဘူးလားပြည့်စုံနိုင်ပါဘူး။ပြည့်စုံနိုင်တယ်တဲ့ဒါကြောင့်ဦးဇင်းတို့ကမှာပေါက်ပြီးတော့ခေါ်လို့လည်းဒီကနေ့ဆရာဦးလာဒီကျောင်းတဲ့အပြင်မှာတရင်တို့နေထိုင်တော်မူခြင်း25နှစ်ဒီဝေတုမင်္ဂလာပါတမီးမှာမိမိကိုယ်တိုင်လည်းပြုတဲ့ဓမ္မနာပုဂ္ဂိုလ်တွေကိုလည်းပဲလူပါလို့တိုက်တွန်းပြီးတော့ညီကြတယ်ဘုရားတော်မလာဘုရားပါရှိတဲ့တိုင်းကမှများရဝိရဏီမှာပြုတဲ့ကြတဲ့တိုင်းကမှအမောသူတော်ကောင်းလို့တည်းရာဘုလိုပြုခွင့်ရတယ်ဥစ္စာရှာခွင့်ရတယ်ဉာဏ်ပညာကြီးစီးဖို့ခွင့်ရတယ်အဲ့ဒီကအရာအဲ့ဒီကဒီတာအပိဓုပဒေတာဝါဒတဲ့အန်ရောက်ပါတယ်အရာဖြစ်ပြီးတော့ဒီလိုပဲတဲ့ဒါကြောင့်ဒီနေ့ကိုလေးတို့ကမှဘောသူတော်ကောင်းတို့ဒီစုဆောင်းစုပေါင်းပြီးတော့ဆရာတော်ဟောနေသည်25နှစ်ဒီရင်တော်ကိုတိုင်တော်မူခြင်းငွေရတုမင်္ဂလာအာတမယဒီနေ့ပြည်တော်ပြီးတော့နေတဲ့ခုဒီနေ့စောက်တည်ပြီးတော့နေတဲ့ကိုလိုဒီနေ့စုဆောင်းစုပေါင်းပြီးတော့ပြုလုပ်တဲ့ဒါ
ဒါနာကုလိုသီလကုလိုဘာဝနာကုလိုတွေဥစဉ်တို့ကဓမ္မတွေမရှိဘူးလားရှိတယ်အဲ့ဒီကရှိတဲ့ကုလိုကောင်းမှုတွေအောင်မြင်တဲ့ကောင်းမှုဖြစ်ဖို့မလိုဘူးလားလိုပါတယ်ဗျာဒီမြောက်တဲ့ကောင်းမှုဖြစ်ဖို့မလိုဘူးလားလိုပါတယ်ဗျာဒီမြောက်တဲ့ကောင်းမှုဖြစ်ဖို့မလိုဘူးလားလိုပါတယ်ဗျာအဲ့လိုတာပေါ့တဲ့အဲ့ဒီဥစဉ်တို့တရားတွေဆိုတာကလည်းပဲဥစဉ်တို့ကဓမ္မပေါင်းပြီးကောင်းလို့ပဲသုံးညတိုင်းတိုင်းဒီကောင်းမှုအကြောင်းပြုပြီးတော့တပ်ဖို့ဒီပြုကနေတရားပြုလို့ကောင်းတရားတွေမနာကြရဘူးလားမနာကြပါဘူးဘယ်မှာကြားကြရပြီဆိုတော့ဒီမှာကျင်းချုံပြီးတော့ပြောပြပြီးတော့ပြီးဒီတော့မိမိတို့ပြုလို့တဲ့ကောင်းမှုအောင်မြင်တဲ့ကောင်းမှုပြည့်မြောက်တဲ့ကောင်းမှုအထမြောက်တဲ့ကောင်းမှုဖြစ်ဖို့အတွက်အကြောင်းတရားတွေရှာဖွေပြီးတော့ကြည့်လိုက်တော့နံပါတ်1ဗာတရားပြုလို့ဆိုရင်တရားဗာတရားပြုလို့ပါဗျာအဲ့ဒီတရားကြည့်လို့ဦးဇင်းတို့ကမှပေါင်းပြီးတော့ကောင်းလို့စုတောင်းစုပေါင်းပြီးတော့လူတိုင်းနဲ့မဟုတ်ဘူးလားဟုတ်ပါဗျာအေးဆရာတော်နာဒီကျောင်းရဲ့အပြင်မှာဒီလိုဒီတိုင်းတော်မူခြင်း25နှစ်ပြည့်ဝင်25နှစ်ပြည့်ဒီလိုဒီတိုင်းတော်မူခြင်းထိမှဖြစ်မိမိတို့တွေလူထမ်းပြီးတော့နေတာဟာတရားရှိဗာတရားရှိပါဗျာဟုတ်ပြီတရားရှိရုံနဲ့မိမိတို့ပြုလုပ်တဲ့အကောင်းမှုမိမိတို့ပြုလုပ်ပြီးတော့နေရဲ့ဒီကနေ့ပြုလုပ်ပြီးတော့နေတဲ့ကုသိုလ်ကောင်းမှုအောင်မြင်တဲ့ကောင်းမှုဖြစ်ပြီးလားဆိုတာဥပမာချုပ်ပြောနော်အဲ့တော့တရားတော့ရှိပါတယ်ပြီးတော့25နှစ်ဒီစေရဝနာလေးဒီလိုဒီထိုင်တော်မူခြင်းအတိတ်မှာဖြစ်ကုသိုလ်ကောင်းမှုပြုလုပ်ခြင်းပါလေဗျာဆိုတဲ့တရားကရှိဒါဝိပေလို့တဲ့ဟောဒီကနေ့အဲ့လိုဖြစ်တဲ့သံဃာတော်ရှင်နဲ့ပြည့်ဖိတ်ပြီးတော့မထောင်းဆိုလို့ရှိရင်ဟောမိမိတို့လူတွေနဲ့အဲ့လိုအောင်မြင်တဲ့အလူဖြစ်ပါမလားဖြစ်ပါပါဘုရားပြည့်ပြောက်တဲ့အလူဖြစ်ပါမလားဖြစ်ပါပါဘုရားအထမ်းမြောက်တဲ့အလူဖြစ်ပါမလားမဖြစ်ပါဘူးအဲ့ဒါမဖြစ်ဘူးဒါအလူကပုဂ္ဂိုလ်ရဲ့ကတိတို့ကမှာဟောပြီးတော့ကောင်းလို့ဒီမလိုဘူးလားလိုပါပါဘုရားအဲ့တော့တရားလည်းရှိတယ်တပည့်တော်ဘုန်းကြီးပြည့်ပြီးတော့ထားတဲ့အလူကပုဂ္ဂိုလ်ကြီးလည်းပဲရှိတယ်ဒါပေမဲ့လို့ဦးဇင်းတို့ဒီကနေ့မှာအောက်သူတော်ကောင်းတို့ပြည်လက်ထဲမှာပြုဝဲဝတ်ထုမရှိရအောင်ပြည့်တဲ့လူဖြစ်မှာမဖြစ်ပါဘူးဗျာပြည့်ရောက်တဲ့လူဖြစ်မှာမဖြစ်ပါဘူးဗျာထပ်ပြောက်တဲ့လူဖြစ်မှာမဖြစ်ပါဘူးအေးဒါကြောင့်မို့လို့ဦးဇင်းတို့ဒီကနေ့မှာအောက်သူတော်ကောင်းတို့ပြည်ဒီကနေ့ဆရာတော်လာတဲ့မလာဘုန်းတော်နဲ့မလာဘုန်းကျောင်းဆရာနာအောင်ကြီးကျောင်းနဲ့အဲ့ဒီလိုဒီတိုင်းတော်မူခြင်း25နှစ်ဒီကိုကြီးမင်္ဂလာ25နှစ်ဒီငွေရည်ပြုမင်္ဂလာအခါသမယမှာဦးဇင်းတို့ဒီကနေ့မှာပေါင်းပြီးတော့ကောင်းလို့တည်းရဲ့တန်တန်မှာတရားမရှိဘူးလားရှိပါတယ်ဗျာဘုရားဝတ္ထုကမရှိဘူးလားရှိပါတယ်ဗျာလူကပုဂ္ဂိုလ်ကမရှိဘူးလားရှိတာပေါ့တဲ့ဒါကြောင့်မို့လို့တရားလည်းပဲရှိတယ်လူကဝတ္ထုလည်းပဲရှိတယ်အလူကပုဂ္ဂိုလ်လည်းပဲရှိတယ်ဆိုတော့မိမိတို့ဒီလူကျမ်းနဲ့မိမိတို့ပြုလုပ်ပြီးတော့ဒီကုသိုလ်ကောင်းမှုဟာအောင်မြင်တဲ့ကောင်းမှုဖြစ်မတော်ဘူးလားဖြစ်တော်ပါတယ်ပြည့်စုံတဲ့ကောင်းမှုဖြစ်မတော်ဘူးလားဖြစ်တော်ပါတယ်ဗျာပြည့်စုံတဲ့ကောင်းမှုဖြစ်မတော်ဘူးလားဖြစ်တော်ပါတယ်ဒီဒါကြောင့်မို့တရားတွေလူဘဝဝိရဲ့အလူကပုဂ္ဂိုလ်ရဲ့တဲ့ဒါကြောင့်တတ္တယဘောကနာဝိဒေတော်ဘုရားဘုရားဘုံဘုံညမေတဝတိအဲဒီလိုခြေတန်းခြေတန်းပြီးတော့တတ္တယဒုက္ခိရံတရားဤသမုခိဘောင်းမြေဘောက်တင်ညာကြည်နေကြောင်းတန်တော်တရားရှင်ဘုရားဘုရားမြို့ကောင်းတဲ့မြင့်ဒီဘုံမြတ်စွာဘုရားကောင်းမှုကိုပဲဝတိဖြစ်စေဟောဘလောဘုံကြီးရပါကြတဲ့တရားမှာဘုရားကောင်းမှုတည်းတရားရှိလို့ကုသိုလ်ကောင်းမှုဒီကနေ့ကုသိုလ်ကောင်းမှုတွေပြုလုပ်လို့ရှိတယ်မှန်ပါဗျာအဲ့ဒီတရားရှိရုံနဲ့ကောင်းမှုတွေကိုအောင်မြင်တဲ့ကောင်းမှုဖြစ်ပြီးလိုက်တယ်နံပါတ်1ပြုဝဲဝတ္ထုတတိယဉာဏ်ဘောပနာပိပေတတတိယဉာဏ်ဒီယဓမ္မနာဘောပနာပိပေအရောဘုရားဘုရားဘုံဘုရားနဲ့ပေတဝတိဘေကောจิตတိနေပြီးတော့ဒီယဓမ္မနာပြုဝဲဝတ္ထုတခုကိဘာဝမြေမောတရားကြီးရဲ့ကြောင့်တတ္တရတရားကြီးရောကုလဘုရားမြို့ကောင်းသားမြို့ကောင်းသမီးဒီဘုံမြတ်စွာဘုရားကောင်းမှုကိုပဲတဝတိဖြစ်စေ၏တတိယဉာဏ်ဘောပနာပိပေတရောဘုရားဘုရားဘုံဘုရားပဲတဝတိတတိယဉာဏ်အလူကံပုဂ္ဂိုလ်ရဲ့သမုခိဘာဝမြေမောတရားကြီးတွေကြောင့်တတ္တရတရားကြီးရောကုလဘုရားမြို့ကောင်းသားဒီဘုံမြတ်စွာဘုရားကောင်းမှုကိုပဲတဝတိဖြစ်စေ၏အဲ့တော့ဘာဆိုတာလို့ဆိုရင်တရားရဲ့ပြုဝဝတ္ထုရဲ့အလူကံပုဂ္ဂိုလ်ဒီလိုမျိုးပြည့်စုံတာနဲ့တည်းနဲ့တည်းတဲ့
ဘုရားတော်ကလည်းမောင်သူတော်ကောင်းတို့တွေပြုလို့ရှင်တဲ့ကုသိုလ်ကောင်းမှုဟာအောင်မြင်တဲ့ကောင်းမှုဖြစ်သွားတယ်။ဘာဖြစ်သွားတော့ဒီမြောက်တဲ့ကောင်းမှုဖြစ်သွားပြီတဲ့အထက်မြောက်တဲ့ကောင်းမှုဖြစ်ပြီးတော့မကောင်းလား။ဟုတ်ပါဗျာ။ဒီဒါကြောင့်ဘုရားတော်ကလည်းမောင်သူတော်ကောင်းတို့ဆရာတော်ဘုရားတိတိတို့တရားတော်ကိုကျင့်တဲ့အားနဲ့ငွေရည်တို့နေလာအခါတည်းမရမှတည်းတဲ့ဒီကနေ့ပြုလို့ပြုလုပ်ပြီးတော့နေတဲ့ကုသိုလ်ကောင်းမှုအောင်မြင်တဲ့ကောင်းမှုကြီးမြောက်တဲ့ကောင်းမှုအထက်မြောက်တဲ့ကောင်းမှုဖြစ်ပြီလို့ဝမ်းမြောက်ဝမ်းသာဖြစ်ပြီးတော့ဦးဇင်းရဲ့အမှုမောရဏတရားကိုဒီကိုချုပ်ကြပါလို့မှန်ပါဗျာဒီဒီဘုရားလည်းမောရလို့သူပြည်တရာအာလမနိဗ္ဗာန်ရဲ့ဒုက္ခတိသောဝဒါယဘောသုခာယကတုတ်တဲ့ကတိလုတ်တဲ့ပြေကျမ်းမာချမ်းသာခြင်းကိုလူရကြကုန်လောဒါယကောဝယနေ့အလူကိုပေးလူ၍တရားတော်နာယကုလိုညဘုံမိတ္တုအပေါင်းတို့ကဲ့သို့သဗ္ဗေမြို့နဲ့သိချိုးအလုံးတော်လည်းဒီကုန်လောဒီဘဝေကာမယောဂအာယဝဘောတောင်းရဘုံတော်၌သတ္တာဒုက္ခတိကရဲ့မြတ်စွာတဘောနနာမန္တရေတိမိမိနာဓမ္မတိရဏတုဘဝေနဒီလိုတရားတော်နာယုပူဇော်ကြားရတော်တကုတိတော်အလိုဘောတို့ကြောင့်သဗ္ဗေသာသိဩတော်အလုံးစုံသောတတော်ရောတိဒုက္ခိကျမ်းကြမမဆန္ဒဗရာရှိတာရောတိဘောရတိမူလစွာပိတိပန္နပိဝနာတိလူညယကိုတိကာလအပိယတိသောဝေမူကနေသရတိကသောဝတ္ထုပြုလို့တံအံတေခေပိယံတွေကိုရှိအလေပတိယကိုတိကာလလိကေနယုတ်လူကေကျမ်းမာချမ်းသာကြီးရကိုတိအနန္တမညုမမေတဝခြေရယဆိုရင်လည်းကြောင်းကြဘုရားကိုပြည့်ခြင်းမှာပြည့်ဝရကိုတိဘုရားယနေ့ကစသိပ္ပယရေဘဝတရားကောင်းစွာမပြေဖြစ်တော်မူကြပါစေကုန်သတည်းသာဓုကျေးဇူးချက်ကျေးဇူးခွတ်လောက်စားမှာဒါပါလောက်စားမှာရောက်လာတော့ဖတ်ချပါဆရာဖတ်ချပါအဲ့လိုပြင်းမှာဆရာဘာလို့ဖတ်ချဒီရချာလာတော့ပါမဲဟောအဲ့ဒီအားချလာမှာဒီဘာကြာအဲ့ဒါလည်းတော့အရှင်ဘုရားတပည့်တော်တို့ဒီပြုလို့ခြင်းကံကိုလည်းကောင်းအားရှိခြင်းကာယီသုတရားကိုလည်းကောင်းသူကြည်ပါကုန်သည်ဖြစ်၍သရဏဂောသုံးပါးနဲ့တကွာဒီပါသောဒီရတော်မြတ်ကိုကောင်းစွာနိုင်ယူသောက်ပြီးဆရာတော်ဘုရားတိဤဒီကြောင့်လည်းအပင်၌တရေတော်ဒီထံတော်မူခြင်း25နှစ်ပြည့်ဝေယတုမင်္ဂလာအတ္တမေယ၌ဘုရားမူကားမင်္ဂတော်အရှင်မြတ်တို့အားမြတ်တော်ဆွမ်းသင်္ကန်းဘောဓမ္မသုဘဝတ္ထုသုဒ္ဓတို့ကိုသက္ကပြုတဲ့ဘုဒ္ဓဘာသာရှင်ဘုရားဘုမတော်ဘုရားရှင်ဟောကြားတော်တရားတော်များကိုလည်းနာယူ
ကြပါကုန်၏ရှင်ဘုရားဤတော်မူကံစေတနာပေါင်းလို့ကြောင့်တပည့်တော်တို့သည်မရှိဘူးသောမသိဘူးသောဒီဘကမဒီဟုသောဘာတို့ကိုမပြောကြရပဲတပည့်တော်တို့ကဒီယံဆွတ်ကျဲသူတန်းနိုင်သောပုဂ္ဂိုလ်များဖြစ်ကြပြီး၍တပည့်တော်တို့သည်ဒုက္ခကတိသူနည်းအဖြစ်သောနိဗ္ဗာန်ကိုရရှိနိုင်သောအကြောင်းအထောက်အပံ့ဖြစ်ရပါလို့၏ရှင်ဘုရားဒီနေ့ယခုပြုလို့ရသောဘာနာကုသိုလ်သုတ်တိရသောသီလကုသိုလ်ပွားများရသောဘာဝနာကုသိုလ်စေတနာအပေါင်းတို့၏ဘုရားကိုသိရှိသင့်မဲ့ဖြစ်ကြသောဝိသမိကေဝိသမကေဆရာဒီမြင့်ရှင်ရှင်းမှစား၍ဘုဘဝေဝိဝိစီသဏ္ဍိစကြဝဠာဘုရားချုပ်ခြင်းအကျဉ်းမရှိသုခိတာဒုက္ခိတာတဝါအပေါင်းတို့အား၎င်းဘုရားနာအိမ်ကြောင့်နာဘုရားကြောင့်နာဘုရားကြောင့်နာကျောင်းကြောင့်နာဆက်ရှိသောမြတ်မြတ်သောနတ်တော်တို့အား၎င်းသူပါဖြင့်ဒီရာဒီနာကိုဆက်အစဉ်ကြကုန်သောဒီအတော်ပုဂ္ဂိုလ်ဗတိယတော်ပုဂ္ဂိုလ်အပေါင်းတို့အား၎င်းအမြတ်မြတ်တာဒီဝိပါကုန်၏အမြတ်မြတ်တာဒီဝိပါကုန်၏အာလုံးသောပုဂ္ဂိုလ်တတ္တဝါအပေါင်းတို့သည်ကောင်းမှုရှင်ဖြစ်ကြတော့ဒီတော်တို့နှင့်အတူတကွာအမြတ်ရ၍ကိုယ်စိတ်နှပြကျမ်းမာသံသာကြ၏ဖြစ်ကြပါသည်တော်အာရုံကြကြလည်းမြာအမြာအမြာအမြာဘုရားပါကုန်အာရု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 ကြကြလည်းမြာအမြာအမြာအမြာဘုရားပါကုန်အာရု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 ကြကြလည်းမြာအမြာအမြာအမြာဘုရားပါကုန်အာရုအာရုအာရု ရေစေချာလပြီးပါပြီရာနာလပြီးပါပြီ
အောင်မြည်အောင်မြည်အောင်မြည်တည်ခြင်းအောင်နမိတ်တို့ဆောင်အောင်မြည်အောင်မြည်အောင်မြည်တည်ခြင်းအောင်ဟိတ်တို့ဆောင်အောင်အတိတ်နဲ့အောင်နမိတ်နဲ့အကြာနမိတ်အမြင်နမိတ်ဆုံးအောင်ကြွေးကြော်တဲ့အောင်မြည်အောင်မြည်ဟစ်ကြွေးအောင်စီ
ရွက်ကြခြင်းသည်ပရာဟိတလုပ်ငန်းဟုခေါ်သည်ဘာသာရေးလူမှုရေးများမချမ်းအများကောင်းညို့တဲ့ဘို့ကဆောင်ရွက်ကြသည်မပရာဟိတလုပ်ငန်းဟုခေါ်သည်မြတ်မြတ်သူတို့စိတ်ထဲမှာကိန်းအောင်တဲ့တီပရာဟိတစိတ်ကလေးတွေမွေးလို့နေပါသည်မြတ်မြတ်သူတို့လူတိုင်းမှာကိန်းအောင်တဲ့တီပရာဟိတစိတ်ကလေးတွေမွေးဖို့လိုပါသည်ဖြူစင်မြတ်တာတရားတရားကတရေတီလူသားအလုံးရှင်တန်တီကြည်စင်မြဲလာသည်လောက်အားကုသိုလ်ပြုကြသည်ဒါနာကုသိုလ်ပြုကြသည်သီလကုသိုလ်မြဲနေသည်မြတ်မြတ်သူတို့နှလုံးသားမှာမကြောက်တင်ထားသည်ပရာဟိတလုပ်ငန်းများစွာဝိုင်းဝန်းလို့ဆောင်ရွက်နေပါရိသဟိ